အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2026ဇွန်လ18ရက်နေ့ဖြစ်ပါတယ်နော်ကိုကျော်ကြီးကလူဆိုတော့အဖေတို့ကမေးသွေးကဖြစ်တယ်လို့ပြောတဲ့ခါကျတော့ဘာသာကြားတွေလာမေးတယ်အဲ့ဒီအဖေမိကဘယ်ကဖြစ်လာတယ်ပေါ့လူတွေပထမဆုံးလူသားဘယ်ကဖြစ်လဲမေးတယ်အဲ့ဒါကိုကိုကျော်ကြီးတို့ရှင်းပြမယ်အဖေတို့အမေသွေးနဲ့လူဖြစ်ပေါ်လာတယ်အဲ့တော့အဖေနဲ့အမေကိုဘယ်သူကမွေးလဲဆိုတော့နောက်ထပ်အဖေနဲ့အမေကမွေးတယ်အဲ့တော့အဲ့ဒီလိုအဖေနဲ့အမေမွေးပုံကိုဘယ်လောက်ထိဒီကဘာပေါ်မှာအဖေနဲ့အမေတွေကဘယ်လောက်ထိများတယ်လဲဆိုတာကိုအနမတကတန်ရုံထဲမှာမြတ်စွာဘုရားကဘယ်လိုဟောထားလဲဆိုတော့ဇဗုဒီပါမှာရှိတဲ့အိန္ဒိယပေါ့နော်အိန္ဒိယဒီတိုက်ကြီးထဲမှာရှိတဲ့လက်လေးတစ်လောက်ထင်းနေမြက်တွေတစ်ပင်တွေဖြတ်ပြီးတော့တစ်တွေမြင်းတစ်ရွက်တွေအစားထင်းနေမြက်တွေတစ်ကိုင်းတွေအစားဖြတ်ပြီးတော့ပုံထားလိုက်မယ်ဆိုရင်ဒါကအမေရဲ့အမေအဲ့ဒီလိုတစ်ခုချင်းပတ်သွားမယ်ဆိုရင်တော့ဇဗုဒီပါမှာရှိတဲ့တစ်ပင်တစ်ခတ်တစ်ရွက်တွေထင်းနေမြက်ပင်တွေအကုန်သွားမယ်တဲ့နောက်ဆုံးအမေကိုမသိနိုင်ဘူးတဲ့အဲ့တော့ကဘာတလုံးရဲ့တတန်အဲ့လောက်ထိကြာပါတယ်အဖေနဲ့ပတ်သက်လို့လေမဟာဗရဝီမြေကြီးကိုဇီးသီးလောက်ဇီးလုံးလေးတွေလောက်လုံးပြီးတော့ပုံထားမယ်ဒါကအဖေရဲ့အဖေဆိုမဟာဗရဝီမြေကြီးသာကုံသွားမယ်ပထမဦးဆုံးအဖေနဲ့အမေကိုမတွေ့နိုင်ဘူးအဲ့တော့ကဘာတလုံးရဲ့တတန်ကိုအဲ့ဒီလောက်ထိတတန်ရှိပါတယ်အဖေပထမဦးဆုံးအဖေနဲ့အမေကိုမတွေ့နိုင်ပါဘူးတဲ့ဒီကဘာတလုံးရဲ့တတန်ဘယ်လောက်ကြာလဲဆိုတော့ပြတယ်အဲ့ဒါကိုမြတ်စွာဘုရားကအကညာတုံမှာတခါထပ်ပြီးတော့ဘလို့ဟောပြလဲဆိုတော့ပထမဦးဆုံးအဖေနဲ့အမေဟာလာလူဖြူတွေရဲ့အဖေလူမဲတွေရဲ့အမေလူနီတွေရဲ့အမေမျိုးနွယ်စုတွေရဲ့အဖေတွေအမေတွေပထမဦးဆုံးဖြစ်ပေါ်လာတဲ့အဖေအမေဆိုတဲ့လူသားတွေဘလို့ဖြစ်ပေါ်လာတဲ့အကြောင်းကိုမြတ်စွာဘုရားကဟောထားတယ်အဲ့ဒီပထမဦးဆုံးသောလူသားအဖေအမေတွေဒီအသွင်ပြောင်းလူသားတွေဖြစ်ပါတယ်သူတို့ဒီကောင်းကင်တတ္တဝါနေပြီးတော့အသွင်ပြောင်းလာတာဖြစ်ပါတယ်ဒီစัจ java လာတိုက်ဂရေတသိန်းလုံးမှာရေပြင်ကြီးပဲရှိတယ်နေဒီလတွေနက်ခတ်တွေဂျိုတွေမရှိဘူးအဲ့ဒီအပေါ်မှာကောင်းကင်တတ္တဝါတွေဖြစ်ပေါ်လာတယ်အဲ့ဒီကောင်းကင်တတ္တဝါတွေဒီပီတိသာလင်အစာရှိတယ်သူတို့ဒီကိုရောင်ကိုဝါတောက်ပတ်တာရေပြင်ကြီးပေါ်မှာပဲနေတယ်ကောင်းကင်မှာဇန်ခကြီးနဲ့သွားတယ်အစာအာဟာရမရှိဘူးအဲ့ဒီပေါ်မှာရေပေါ်မှာတက်လာတဲ့အမေပါလေးတွေကိုစပြီးစိုင်းရနေသူတို့ဒီအသွင်ပြောင်းသွားတယ်အဲ့တော့မြေကြီးပေါ်ရောက်တယ်မြေကြီးပေါ်မှာမြေကြီးအစာတွေကိုစားတယ်စိုင်းနဲ့တဖြည်းဖြည်းနဲ့ယောက်ျားစိတ်တန်တဲ့ပုံကိုယ်တွေကယောက်ျားဖြစ်လာတယ်မိန်းမစိတ်တန်တဲ့ပုံကိုယ်တွေကမိန်းမဖြစ်လာတယ်အဲ့တော့ဒီပုံကိုယ်တွေတတ္တဝါတွေကမိန်းမယောက်ျားတွေဖြစ်လာပြီးတော့တယောက်နဲ့တယောက်ယာဂစိတ်တွေကာမစိတ်တွေနိုးကြလာရင်ညပထမဦးဆုံးအဖေတွေအမေတွေဖြစ်တယ်အဲ့တော့ဒီပထမဦးဆုံးအဖေအမေတွေဖြစ်ဖို့ကောင်းကင်တတ္တဝါတွေဘယ်ကရောက်လာတယ်လဲဆိုတော့မိကုံထပ်ရှိလာအဲ့တော့ကောင်းကင်တတ္တဝါတွေဘယ်ကရောက်လာတယ်လဲဆိုတော့ဒီစัจ java လာရဲ့အလွန်မှာအာဘဒရာဆိုတဲ့နေရာတစ်ခုရှိတယ်အဲ့ဒီနေရာကနေတည်ပြီးတော့ရောက်လာကြတယ်ဒါဆိုရင်အဲ့ဒီအာဘဒရာကတတ္တဝါတွေဘယ်ကလာတယ်လဲလို့မေးလို့ရှိရင်အရှိမပြတ်သွားတဲ့စัจ java လာဂရေသိန်းရှိတယ်အဲ့ဒီစัจ java လာဂရေသိန်းကတတ္တဝါတွေကအဲ့ဒီအာဘဒရာကိုရောက်သွားတယ်အဲ့ဒီအာဘဒရာကနေပြီးတော့ဒီကဘာမြေကြီးမြင်းကြီးတွေစัจ java လာဂရေသိန်းပြန်လဲတိဆောက်တဲ့အခါမှာအဲ့ဒီတတ္တဝါတွေဒီလောကကိုပြန်လဲရောက်ရှိလာတယ်အဲ့ဒီလိုပဲစัจ java လာဂရေသိန်းလုံးဒီပြတ်သွားလိုက်ပြတ်သွားတဲ့အတိုင်းလောကစัจ java လာဂရေတသိန်းလုံးဟာအမှောင်တူကြီးပဲဖြစ်သွားလိုက်အဲ့ဒီဂရေတသိန်းပြတ်သွားတဲ့အချိန်မှာလဲနောက်ဂရေတသိန်းကဖြစ်ပြမှုတွေနဲ့ဆက်ပြီးတည်နေအဲ့ဒီလိုပဲနောက်ထပ်ဂရေတသိန်းနောက်ထပ်ဂရေတသိန်းဆိုတဲ့မရေမတွက်နိုင်တဲ့အနန္တစัจ java လာဒီတစ်ကြိမ်ပြတ်တယ်တစ်ကြိမ်ဖြစ်တယ်ဆိုရင်စัจ java လာဂရေတသိန်းပြတ်တယ်ဂရေတသိန်းဖြစ်တယ်နောက်ထပ်စัจ java လာတွေကလည်းဖြစ်နေတယ်အဲ့တော့စัจ java လာတစ်ခုကနေတစ်ခုတတ္တဝါတွေကရွှေပြောင်းခြင်းသဘောတရားတွေလည်းရှိတယ်အဲ့ဒီစัจ java လာတွေအလွန်မှာရှိနေတဲ့အာဘဒရာကိုရောက်သွားတာလည်းရှိတယ်အဲ့ဒီအာဘဒရာရဲ့အထက်အလွန်နေမှာလည်းထက်အလွန်နေမှာလည်းနောက်ထပ်တတ္တဝါတွေဘုံဌာနတွေရှိနေသေးတယ်ဗြဟ္မဘုံတွေလို့ခေါ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုစัจ java လာဂရေတသိန်းနှလုံးပြတ်သွားတယ်ပြတ်သွားပြီးရင်အဲ့ဒီစัจ java လာဂရေတသိန်းနေရာမှာဘာရှိလဲလို့မေးရှိအမှောင်တိုက်ကြီးပဲရှိတော့တယ်ဘာမှမရှိတော့အဆိုင်ခဲနဲ့ပတ်သက်တာဆိုလို့ပြာလည်းမရှိဘူးမီးသွေးလည်းမရှိဘူးအမှောင်တိုက်ကြီးပဲရှိတယ်အဲ့ဒီအချိန်ကာလကဘယ်လောက်ကြာလဲဆိုတော့မရေမတွက်နိုင်အောင်ကြာတယ်ဒီကဘာကြီးတည်နေတယ်လောက်ကြာတယ်မရေမတွက်နိုင်အောင်ဘယ်အချိန်ကာလဘယ်လောက်ကြာတယ်လို့သတ်မှတ်လို့မရအောင်အနန္တကြာတယ်အသင်ချီကြာတယ်အဲ့လိုပဲရေပြင်းပြန်တည်လာပြီးတော့လောကကြီးပြန်လဲဖြစ်တင်လာတဲ့ဂျိုရီလာတွေနေလက်နက်ခတ်တွေစัจ java လာဂရေတသိန်းပြန်ဖြစ်လာတာဒီလေအချိန်ကာလမရေမတွက်နိုင်အောင်ကြာတယ်အဲ့ဒီလိုကဘာကြီးတည်နေတာလဲကြာတယ်ကဘာကြီးပြက်စီးသွားတာလဲအဲ့ဒီလိုပဲအဲ့ဒါကိုအသင်ချီရကတ်၄ကတ်လို့ဖြစ်ခေါ်ပါတယ်တန်ဝတ္တကတ်တန်ဝတ္တထာယီကတ်ဝိဝတ္တကတ်ဝိဝတ္တထာယီကတ်လို့ခေါ်ပါတယ်ဟုတ်ပြီဒီဟာဆိုရင်အခုလိုပြောပြလိုက်တဲ့အတွက်ဗုဒ္ဓဘာသာရဲ့အယူဝါဒအနေနဲ့အခြားဘာသာရဲ့အယူဝါဒဖန်ဆင်းရှင်အယူဝါဒတွေနေဟာ opposite side ဒီမှာရှိတယ်ဆန့်ကျင်ဘက် side ဒီမှာရှိတယ်
ဒါဆိုကိုကျော်ကြီးကိုမေးစရာရှိလိုက်ကိုကျော်ကြီးသူတို့အယူဝါဒကမှန်သလားကိုကျော်ကြီးတို့ဗုဒ္ဓဘာသာအယူဝါဒကမှန်သလားလို့ပြောရင်ကိုကျော်ကြီးမှာအဖြေမရှိပါဘူး။ဘာကြောင့်အဖြေမရှိလဲဆိုတော့ဒီနှစ်ခုသလုံးမှန်ကြောင်းကိုကြည့်မြင်နိုင်တဲ့ပုပ္ပေနိဝါဒညာကိုကျော်ကြီးမှာမရှိပါဘူး။ရသော်ဘုရားကပုပ္ပေနိဝါဒညာနဲ့ဒီဂျိုဒီလာဒီနက်ခတ်ဒီကဘာဒီဖြစ်ဒီပြက်ကိုဟောထားတယ်။ရသော်ဘုရားပေါ်မှာယုံကြည်တယ်ဘာသာကြားတွေကဖန်ဆင်းရှင်ကိုကိုးကွယ်တဲ့လူတွေကသူတို့ရဲ့တမန်တော်ဆိုတဲ့ပုံကိုယ်တွေရဲ့ပြောတဲ့စကားကိုယုံကြည်တယ်တစ်ဖက်တစ်လုံးတည်ယုံကြည်မှုဖြစ်ပါတယ်အဲ့ဒီယုံကြည်မှုကိုအမှန်တရားဖြစ်ပါတယ်လို့ဆုံးဖြတ်ပေးနိုင်တဲ့ပုပ္ပေနိဝါဒညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကဘာဒီကိုဖြစ်တည်ပြက်ကိုကိုယ်တိုင်မြင်တဲ့ပုဂ္ဂိုလ်ယနေ့အခါမှာလည်းမရှိပါဘူးမရှိတဲ့အတွက်ဘယ်သူမှလည်းဆုံးဖြတ်ချက်မပေးနိုင်ဘူးအဲ့တော့ကိုယုံခြင်းတာကိုကိုယုံပါမတူညီတဲ့အယူဝါဒနှစ်ခုကိုနှိုင်းရှင်လို့လည်းမရဘူးပြဿနာရှာလို့လည်းမရဘူးအယူဝါဒပြိုင်ဆိုင်လို့လည်းမရဘူးဘာကြောင့်လဲလို့မေးလို့ရှိရင်ဒီအယူဝါဒတွေဒီမတူညီတဲ့လမ်းကြောင်းတွေပေါ်မှာရှိနေတာဖြစ်ချင်းကြောင့်ဘလို့မှပေါင်းစုံလို့မရဘူးအဲ့တော့ကိုယုံကျင်တာယုံပါကိုကြိုက်တဲ့လမ်းကိုရှောက်ပါဘယ်သူမှမပုတ်ခတ်ပါနဲ့မစော်ကားပါနဲ့မတူတာတွေကိုမတူတဲ့အတိုင်းလက်ခံပေးပါအဲ့ဒါဆိုရင်ဘာသာရေးပဋိပက္ခဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးဟုတ်လား